တို့ဒီငှက်လေးမွေးရနဲ့မတူဘဲနဲ့အိမ်မှာကလေးလေးတယောက်လာပြီးတော့တောင်းညမ်းနေတယ်လို့မျိုးဖိုင်မျိုးကိုပေးမဲ့ငှက်လေးပဲဖြစ်ပါတယ်အသက်6လဝန်းကျင်မီဒီယံကော်ကတူးလေးဖြစ်ပါတယ်ဒီကောင်လေးကဘယ်လိုမျိုးလူတွေရွေးချယ်တင်လဲဆိုရင်ကော်ကတူးလေးကလည်းမွေးခြင်းနဲ့အပေါက်လေးတွေမွေးရမှာစိတ်မချဖြစ်နေဆိုရင်ဒီမီဒီယံကော်ကတူးလေးကတကယ်ကိုတင့်တော်ပါတယ်ပြီးတော့မီဒီယံကော်ကတူးအမျိုးအစားကကော်ကတူးမျိုးစိတ်ထဲမှာအနေတော်ဆိုင်လေးဖြစ်ပါတယ်ဒီကောင်လေးဆိုရင်အရွယ်ရောက်ပြီးသားဖြစ်သွားလို့အစာအုပ်လဲသူ့ဟာနဲ့သူကောင်းကောင်းကြီးစားတတ်နေပြီး A21 လုံးဝခွန့်စရာမလိုတော့ပါဘူးပြီးတော့ဒီကောင်လေးကအင်ဒိုကိုရင်းလည်းကျုံချင်ချင်းလာနိုင်တဲ့ကလေးဖြစ်ပါတယ်စကားလေးလည်းသူ့ဟာနဲ့သူတော်တော်များများလေးပြောထပ်ပြီးတော့တကယ်ကလေးတစ်ယောက်လိုမျိုးခံစားမဲ့အတွေ့အကြုံကိုပေးစွမ်းနိုင်မဲ့ငှက်လေးပဲဖြစ်ပါတယ်ကျွန်တော်ဆိုရင်ဗျာကျွန်တော်အခန်းထဲမှာတောက်လျှောက်လှုပ်ထားတာပြီးရဲသူစားကျင်တယ်ဆိုရင်သူဟာနဲ့သူဆင်းလာတယ်စော့ကျင်တယ်ဆိုရင်သူဟာသူပြန်တက်သွားတယ်ပေါ့နော်အဲ့လိုမျိုးဖိုင်မျိုးကိုပေးမှာပါတော်တော်လည်းချစ်ဖို့ကောင်းပါတယ်ကျွန်တော်တို့ဒီငှက်လေးမွေးရနဲ့မတူဘဲနဲ့အိမ်မှာကလေးလေးတယောက်လာပြီးတော့တောင်းညမ်းနေတယ်လို့မျိုးဖိုင်မျိုးကိုပေးမဲ့ငှက်လေးပဲဖြစ်ပါတယ်ဒီကော်ကတူးလေးကိုချစ်လို့အပြင်မှာတွေးကျင်တယ်ဆိုရင်ကျွန်တော်တို့မေးရအောင် AVN Center ကိုလာခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့မေးရအောင်ဖြစ်ပါတယ်ဗျ